ကလေးမလေးရဲ့စကားကြောင့်လူတိုင်းတအံ့တို့ဖြစ်သွားကြတယ်။သူပြောလိုက်တဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကသူတို့ရဲ့ချစ်ချင်းမြတ်တာကိုဘယ်လိုစမ်းသပ်သွားမလဲ။ငယ်စဉ်ကတည်းကသူ့မွေးစားအဖေရဲ့ရိုက်နှက်မှုတွေကိုခံခဲ့ရပြီးအမေကလည်းမကူညီနိုင်ခဲ့တဲ့ဒီလူငယ်လေးဟာတနေ့မှအရက်ဝယ်မပေးနိုင်လို့ထွက်ပြေးခဲ့ရတယ်။ဒါပေမဲ့လမ်းပေါ်မှာလူဆိုးကိုင်းကသူ့ကိုဖမ်းခေါ်သွားပြီးပစ္စည်းတွေခိုးခိုင်းမလုပ်ရင်ရိုက်နှက်ခဲ့ကြတယ်။ကံကောင်းစွာနဲ့ရဲတွေကလူဆိုးကိုင်းကိုဖမ်းဆီးလိုက်တော့ကလေးလေးလွတ်မြောက်လာခဲ့ပေမဲ့အမေပေါ်ထားတဲ့ခံစားချက်တွေကမပြေပြောက်သေးဘူး။ကြီးပြင်းလာတော့ကိုကာကွယ်နိုင်ခဲ့ပေမဲ့အမေကမွေးစားအဖေကိုပိုချစ်တယ်လို့ပဲသူထင်နေသေးပဲ။ဦးလေးကတော့လူကြီးတွေမှာမသိတဲ့အကြောင်းပြချက်တွေရှိတတ်တယ်လို့နှစ်သိမ့်ပေးခဲ့တယ်။နှစ်ပေါင်းများစွာကြာပြီးနောက်သူဟာငယ်ငယ်ကသူ့ကိုပြန်ပေးဆွဲခဲ့တဲ့လူဆိုးတွေနဲ့ပြန်ဆုံခဲ့ရပြီးလက်စားချေဖို့ကြိုးစားခဲ့တယ်။ဒီနောက်မှာတော့သူနဲ့ချစ်သူဘယ်ရိုးရဲ့အချစ်ဇလံပေါ်ပေါက်လာခဲ့တယ်။ဒါပေမဲ့သူတို့နှစ်ဦးကြားမှာမမျှော်လင့်ထားတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေခဲ့တယ်။အန်အောစရာကောင်းတာကဘယ်ရိုးရဲ့အဖေကလူငယ်လေးကိုငယ်ငယ်ကပြန်ပေးဆွဲခဲ့တဲ့လူဆိုးကိုင်းကောင်းဆောင်ဖြစ်နေခဲ့တာပါ။ဒီအမှန်တရားကသူတို့ရဲ့အချစ်ကိုဘယ်လိုစမ်းသပ်မလဲ။နောက်ဆုံးမှာတော့အားလုံးပြန်လည်ရင်ကြားစေပြီးပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။